ဈေးမှာရှိကြတဲ့ချစ်တော်မိဘကြီးကိုမောင်တော်များအားလုံးပဲကိုမော်ဒီပါယေရှုနာမ၌မင်္ဂလာပါလို့တို့ဖို့ဆက်တာပါလားဆိုတော့ဒီနေ့မနက်မှာကျွန်တော်ကဒီနေ့ဒီမှာရှိကြတဲ့ချစ်တော်မိဘကြီးကိုမောင်တော်တွေအတွက်ဘဝမှာရွှေနဲ့ငွေနဲ့ဩဇာတွေအာဏာတွေစီးစိမ်ကိုပကသနာတွေနဲ့ဝယ်ယူလဲယူလို့မရတဲ့ဘဝမှာတာဖို့ဖြတ်လို့မရတဲ့တည်ကောင်းလေးတစ်ခုကိုအခမဲ့ပေးချင်လို့အခမဲ့ပြောပြချင်လို့ဒီနေရာကိုရောက်ရှိလာခြင်းဖြစ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဘာသာရေးအကြောင်းမပြောတတ်ပါဘူးလူမျိုးရေးအကြောင်းမပြောတတ်ပါဘူးဆိုတော့နိုင်ငံရေးအကြောင်းလည်းမပြောတတ်ပါဘူးဆိုတော့ကျွန်တော်ပြောတတ်တဲ့ယေရှုအကြောင်းလေးနည်းနည်းတော့ပြောပြချင်လို့ဒီနေရာကိုရောက်ရှိလာခြင်းဖြစ်တာဖြစ်ပါတယ်ဆိုတော့ချစ်တော်မိဘကြီးကိုမောင်တော်များယေရှုအကြောင်းမပြောခင်မှာအရင်ဦးဆုံးလွန်ခဲ့တဲ့ဒီနေ့နှစ်တွေကကျွန်တော်ဘဝအကြောင်းလေးအနည်းငယ်ကျွန်တော်လူရှိဖျားရှိမှာတက်တည်ခံကျင်တာဖြစ်ပါတယ်ဆိုတော့2019ဟိုဘက်နှစ်တွေတုန်းကကျွန်တော်ကဒီနေ့ဘုန်းမဘိန်းစားတယောက်ဖြစ်ခဲ့တာဖြစ်ပါတယ်ဘုရားစီဝါဘဝမှာဒုစရိုက်လောကမှာနေပေါင်းများစွာဆယ်နှစ်ကျော်17နှစ်ဘာနီလောက်နေမိုးခဲ့တဲ့သူတယောက်ဖြစ်တာဖြစ်ပါတယ်ဆိုတော့မူရည်စေဝါဓမ္မဘဝရောက်တဲ့ခါမှာဖေမေလဲဒီနေ့ကျွန်တော်ကိုအမွေပြားစွန့်ပစ်ခဲ့တာဖြစ်ပါတယ်ပဝင်းချင်းကလူတွေရရွာကလူတွေလက်မခံချင်လောက်တဲ့အထိဖြစ်ခဲ့တာဖြစ်ပါတယ်ဆိုတော့တော်တော်များများကမူရည်စေဝါဓမ္မတွေဘုရားမဖိတ်စားတွေဒုစရိုက်သမားတွေပဲငရဲသွားရမယ်ငရဲကြရင်ဒီဘုရားမဖိတ်စားတွေအရင်ဆုံးကြမယ်ဟုတ်လားဒီဒုစရိုက်သမားတွေငရဲကိုသူတို့တည်ရင်တော့တေချာပေါက်သွားမယ်ငါတို့ကြတော့ငါတို့ကဖိုးလည်းမစားဘိန်းလည်းမစားဘာဒုစရိုက်မှမလုပ်တဲ့လူတွေကတော့ငရဲမသွားရဘူးလို့ဒီလိုထင်တဲ့သူတွေလည်းတစ်ဖွဲ့ရှိတာဖြစ်ပါတယ်ဆိုတော့မူကြီးစေဝါဓမ္မပဲဖြစ်ဖြစ်ဘိန်းစားပဲတကူပဲဖြစ်ဖြစ်လူကောင်းပဲဖြစ်ဖြစ်မိတ်ဆွေဒီနေ့တင်ဟာအပြည့်ရှိတော့ကြောင့်ဟောအာတာတဲ့အေဝါကနေစပြီးဒီနေ့ကျွန်တော်တို့ထဲမှာဗီဇအပြည့်ဆိုတာပါလာတာဖြစ်ပါတယ်အဲ့ဒီအပြစ်ကြောင့်လူဆိုးလူကောင်းမရွေးဒီနေ့ဟုတ်လားတခင်ယေရှုခရစ်တော်ရဲ့ဒီနေ့လောဝါနာတိုင်းပေါ်မှာအသေးခံခြင်းအသွေးသွင်းခြင်းတင်းကြိုခြင်းသုံးရမြောက်တော်နဲ့မှာရှင်ပြန်ထားမြောက်ခြင်းဒီနေ့အဲ့ဒီအရာပါနှပြကိုယေရှုဟာကျွန်တော်ကျမရဲ့ကယ်တင်ခြင်းဖြစ်တယ်လို့ဒီနေ့ဟုတ်လားသင်ဟာယေရှုကိုမယုံကြည်မလက်ခံထားရင်တော့တိချာပေါ့သင်ဟာဘလောက်ပဲကောင်းနေပါစေဘလောက်ပဲဒီဟာဒီနေ့ဘုံမစားဘိမစားအရက်မတော့ဟုတ်လားလူကောင်းဖြစ်နေပါစေယေရှုကိုမယုံကြည်တော့ဒီနေ့ငရဲသွားရမယ်လို့ဒီလိုတမန်ကျမ်းစာထဲမှာဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့အရင်ကကျွန်တော်ညင်ခဲ့တယ်ယေရှုဟာခရစ်ယာန်တွေဖျားပဲယေရှုဟာကချင်ဖျားပဲအင်္ဂလိပ်ဖျားပဲလို့ကျွန်တော်ညင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ကျမ်းစာကြောင်းတစ်ကြောင်းရောက်သွားတဲ့အခါမှာအဝိစားတဲ့ကုန်းတစ်ခုနဲ့ယေရှုအကြောင်းကြားပြီးအမိုက်ပုံမှာယေရှုအကြောင်းကြားပြီးတော့ကျမ်းစာကြောင်းတစ်ကြောင်းကိုရောက်သွားတယ်အဲ့ဒီအခါမှာကျမ်းစာအုပ်ထဲမှာကျွန်တော်ခြာကြည့်ပါတယ်တကယ်ပဲယေရှုဟာခရစ်ယာန်ဖျားပဲလားကချင်ဖျားပဲလားအင်္ဂလိပ်ဖျားပဲလားလို့ခြာကြည့်တဲ့အခါမှာတလုံးမှမတွေ့ရပါဘူးဆိုတော့ယေရှုဆိုတဲ့အတိတ်ပဲကမိမိလူတို့ကိုအပြစ်ငရဲမှကယ်တင်မဲ့သူမိမိလူတို့ကိုဟုတ်လားအပြစ်ငရဲမှကယ်တင်မဲ့သူကယ်ရှုမဲ့သူဆိုတော့လောကမှာကိုယ့်ရဲ့ခွန်အားကိုယ့်ရဲ့ဉာဏ်ပညာကိုယ့်ရဲ့အစွမ်းအစအရေးချင်းတွေနဲ့လောကကြီးမှာပြည့်စုံဖို့စုံလင်ဖို့ဟုတ်လားဘဝမှာမျောလင်းချက်မဲ့တော်သူလမ်းစားပြောက်တော်သူဒီနေ့နောက်တမလို့အတွက်ဒီနေ့ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုကိုယ့်ရဲ့ကြိုးစားပြီးကျင့်ကြံအားထုတ်မှုအလိုအတန်းလုပ်ခြင်းနဲ့မလွတ်နိုင်တဲ့ထာဝရငရေတွေကနေဒီနေ့ကယ်တင်မဲ့သူလို့အတိတ်ပဲရတာဖြစ်ပါတယ်ဆိုတော့ချစ်တော်မိဘကြီးကိုမောင်နှမများဒီနေ့ကျွန်တော်တို့လောကကြီးထဲမှာအသက်တော်တရားမနေရတော့ပါဘူးပြဿနာကတော့မသိမရှိတွေ့ကြုံရမှာဖြစ်ပါတယ်ဘာပြဿနာတွေလဲယခုလက်ရှိအချိန်တွေကိုပဲကျွန်တော်ပြောပြချင်ပါတယ်ဆိုတော့ဘာပြဿနာတွေလဲလို့ပြောလို့ရှိရင်စီးပွားရေးပြဿနာစာဝတ်နေရေးပြဿနာကျန်းမာရေးပြဿနာလူမှုရေးအိမ်တောင်ရေးဟုတ်လားဒီအရေးပေါင်းပြောက်များစွာနဲ့ဒီနေ့ကျွန်တော်တို့ကြုံတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ယေရှုကပြောတယ်ဝင်လေးရဲ့ပြန်သားတော်သူအပေါင်းတို့ငါထံတော်လာကြငါဒီချမ်းသာပေးမယ်ဒီလိုပြောတဲ့ဘုရားဖြစ်ပါတယ်ဆိုတော့ယေရှုကခရိယာတွေပဲခေါ်တဲ့ဘုရားမဟုတ်ပါဘူးကချင်တွေအင်္ဂလိပ်တွေပဲခေါ်တဲ့ဘုရားမဟုတ်ပါဘူး
ယေရှုဟာဘာသာမရွေးလူမျိုးမရွေးစီးရဲချမ်းသာမရွေးလူဆိုးလူမိုက်လူကောင်းမရွေးခေါ်တဲ့ဘုရားဖြစ်ပါတယ်ဆိုတော့ယေရှုကမိတ်ဆွေပြီးခေါ်တာကိုထူးကြည့်နေတဲ့ဘုရားဖြစ်ပါတယ်ပြီးတောင်းတာကိုပေးကြည့်နေတဲ့ဘုရားဖြစ်ပါတယ်မိတ်ဆွေပြီးမေးတဲ့အဖြေတွေကိုလည်းဒီနေ့မေးခွန်းတွေကိုလည်းဖြေပေးကြည့်နေတဲ့ဘုရားဖြစ်တာဖြစ်ပါတယ်ဆိုတော့ချစ်တော်မိဘကြီးကိုမောင်မများယေရှုလက်ဝါးကားတိုင်းပေါ်မှာဒီနေ့အသေးခံခဲ့ခြင်းအသွေးသွင်းခဲ့ခြင်းပြင်းကြိုခြင်းသုံးရမြောက်တော်နေ့မှာရှင်ပြန်ထားမြောက်ခဲ့ခြင်းဟာပကုံးတစ်ဖက်ကြားထဲမှာခေါင်းပေါက်လာတဲ့လူသားတိုင်းအတွက်ဖြစ်တာဖြစ်ပါတယ်ဆိုတော့ချစ်တော်မိဘကြီးကိုမောင်မများကျွန်တော်တို့မိဘကြီးကိုမောင်မတွေဆိုတော့အရွယ်ရောက်ပြီးကိုအားကိုနိုင်ပြီးငါခွန်အားနိုင်ပြီဆိုတဲ့အရွယ်ကနေစပြီးတော့လောကကြီးထဲမှာဟုတ်လားပြည်စုံဖို့စုံလင်ဖို့ချမ်းသာကြွယ်ဝဖို့ကျိုးစားချဖို့ရုန်းကန်ခဲ့ကြမှာဖြစ်ပါတယ်။ငါတော့ခွန်အားနိုင်ပြီငါကြည်လာရင်ငါအိုလာရင်အိုလာမင်းလာရင်ချမ်းသာပြည်စုံနဲ့နေနိုင်ဖို့ငါကျိုးစားချဖို့ခဲ့မယ်။ဆိုတော့အသက်15နှစ်ဖြစ်မယ်20ကနေဖြစ်မယ်။ဒါပေမဲ့အခုတော့အသက်တဝက်ကျိုးလာပြီဟုတ်လားအသက်30 40 50 60ရှိလာပြီဆိုတော့အနောက်ကျောင်းတစ်ချက်လောက်လက်ကြည့်တဲ့အခါမှာဘာတစ်ခုမှလည်းပြည့်စုံခြင်းမရှိစုံလင်ခြင်းလုံလောက်ခြင်းဆိုတာရှိတာမဟုတ်ပါဘူးဆိုတော့နောင်တမလို့ရေးအတွက်တစ်ချက်လောက်ပြန်ကြည့်ရအောင်မိတ်ဆွေတင်နောင်တမလို့ရေးအတွက်စိတ်ချရပြီလားဆိုတော့တင်းရဲ့ကုသိုလ်ကောင်းမှုတင်းရဲ့ကြိုးစားအားထုတ်မှုတင်းရဲ့ဒီနေ့ကြိုးစားပြီးလုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေနဲ့ကောအလူအတန်းတွေနဲ့ကောထောင်ရငရဲကလွတ်နိုင်ပြီလို့သိထင်သလားဆိုတော့မိတ်ဆွေယေရှုကပြောတာဖြစ်ပါတယ်ငါ့ကိုမယုံကြည်မလက်ခံမဲနဲ့လောက်တပြကုသိုလ်ကောင်းမှုလောက်တပြကြင်ကြအားထုတ်မှုလောက်တပြအလူအတန်းတွေဟာဒီနေ့ရောလားချင်းချာမြက်ခွက်နဲ့ဒီခတ်တယ်လို့ဖြစ်တယ်ချင်းချာမြက်ခွက်နဲ့ဒီခတ်တယ်လို့ဖြစ်တယ်လို့ဒီလိုပြောတာဖြစ်ပါတယ်ဆိုတော့ချစ်တော်မိဘကြီးကိုမောင်မများဒီနေ့ကျွန်တော်တို့လောကလူသားတွေအသက်ရှင်တဲ့အခါမှာလိုအပ်တဲ့အရာမှန်များဟုတ်လားဘာလိုအပ်တယ်လဲသာဝရကျမ်းမာခြင်းဟုတ်လားချမ်းသာကြွယ်ဝခြင်းအောင်မြင်ခြင်းထင်ပေါ်ကျော်ကြားခြင်းဩဇာအာဏာလူတိုင်းဩဇာအာဏာလိုချင်ကြတယ်လူတိုင်းကြီးပွားချမ်းသာချင်ကြတယ်လူတိုင်းအောင်မြင်ချင်ကြတာဖြစ်ပါတယ်လူတိုင်းကျမ်းမာချင်ကြတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့လူရဲ့ကြိုးစားခြင်းနဲ့မဖြစ်နိုင်မတတ်နိုင်တဲ့အရာမှန်များယေရှုလက်ဝါးကားတိုင်းပေါ်မှာအမှုပြီးစီးခဲ့ပြီဖြစ်ပါတယ်အဲ့ဒီအမှုပြီးစီးခဲ့တဲ့ကျေးဇူးတော်ကျေးဇူးတရားထဲမှာများစွာရှိတာဖြစ်ပါတယ်ယေရှုဟာထာဝရဒီနေ့ကျမ်းမာတော်သူထာဝရအသက်ရှင်တော်သူထာဝရအောင်မြင်တော်သူထာဝရချမ်းသာကြွယ်ဝတော်သူထာဝရငြိမ်သက်ခြင်းရှိတော်သူဆိုတော့ယေရှုကိုရရင်တင်အားလုံးကိုရပြီဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဘာသာကိုယ့်ရဲ့ခွန်အားကိုယ့်ရဲ့ဉာဏ်ပညာအစွမ်းအစတူးစားပြီးလုပ်ကြမလို့ပဲနဲ့ယုံကြည်ခြင်းတစ်ခုနဲ့ယေရှုဖခင်နာမ၌ဒီနေ့လိုအပ်တာအရာမှန်များဘာလိုအပ်တယ်လဲစီးပွားရေးကောင်းဖို့လားကျမ်းမာရေးကောင်းဖို့လားချမ်းသာဖို့လားကြွယ်ဝဖို့လားယေရှုနာမနဲ့ယုံကြည်ခြင်းနဲ့တိတ်ပိုက်နေလို့ဖြစ်တာဖြစ်ပါလေဆိုတော့ချစ်တော်မိဘကြီးကိုမောင်မများဒီနေ့တရားဟောဆရာတွေပြောတိုင်းလည်းမယုံပါနဲ့အေဝံဂေလိဆရာတွေပြောတိုင်းလည်းမယုံပါနဲ့ဒီနေ့မိတ်ဆွေယေရှုကသူများပြောတာကိုယုံခိုင်းတဲ့ဘုရားမဟုတ်ပါဘူးတင်ကိုယ်တိုင်ခေါ်တာကိုဒီနေ့ထူးခြင်းတဲ့ဘုရားဖြစ်တာဖြစ်ပါတယ်တင်ကိုယ်တိုင်တောင်းတာကိုပေးခြင်းတဲ့ဘုရားဖြစ်တာဖြစ်ပါတယ်တင်မေးတဲ့မေးခွန်းတွေကိုလည်းဖြေပေးခြင်းတဲ့ဘုရားဖြစ်တယ်ဆိုတော့ချစ်တော်မိဘညီကိုမောင်တော်များယေရှုကိုအတိအကျနဲ့အသက်မရှင်ပါနဲ့ဟုတ်လားဒီနေ့ဘဝအသက်တာထဲမှာအတိအကျနဲ့အသက်မရှင်ဘဲနဲ့တကယ်အဲ့ဒီယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတွေချစ်ခြင်းမြတ်တာတွေကျေးဇူးတရားတွေကိုလည်းကိုယ်တိုင်ကိုယ်ချခံစားရရှိဖို့အရေးကြီးတာဖြစ်ပါတယ်ဆိုတော့ချစ်တော်မိဘညီကိုမောင်တော်များအားလုံးဒီနေ့တကယ်ယေရှုခရစ်တော်ဘုရားရဲ့ဒီနေ့ထာဝရကယ်တင်ခြင်းထာဝရအသက်ရှင်ခြင်းထာဝရကျမ်းမာခြင်းပျော်ရွှင်ခြင်းငြိမ်သက်ခြင်းများဒီနေ့ခံစားရရှိနိုင်ကြပါစေလို့တကယ်ယေရှုဘုရားနာမ၌ဆုတောင်းပေးပါတယ်